အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဟိုဒီကသွားပြခဲ့တဲ့တောင်ကိုရီးယားနိုင်ငံရဲ့စစ်သမိုင်းပြတဲ့အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ဘာလို့တည်ထောင်ခဲ့တာလဲဘာရည်ရွယ်ချက်တွေရှိတာလဲအတွင်းထဲမှာဘာရှိရလဲစတာတွေကိုပြပြပေးသွားမှာမလို့လိုက်ပါကြည့်ရှုပေးကြပါဦးဒီပြတိုက်ကြီးကို1994ခုနှစ်ဇွန်လ10ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်ရင်းနှီးကကိုရီးယားစစ်တပ်ရဲ့ဌာနချုပ်အောင်နေရာတစ်ခုလည်းဖြစ်ပါတယ်ဒီချက်ကတော့ကိုရီးယားစစ်ပွဲရဲ့အနိဋ္ဌာရုံကြီးအသက်ပေးခဲ့ရတဲ့ဒီရေကောင်းတွေကိုဂုဏ်ပြုဖို့အတွက်နောက်တစ်ခုကတော့နောင်လာနောက်သားတွေစစ်ပွဲရဲ့ကြောက်မော့ပဲကောင်းမှုတွေကိုသင်ခန်းစာယူပြီးတော့ငြိမ်းချမ်းရေးကိုတန်ဖိုးထားတဲ့စီမှုပဲဖြစ်ပါတယ်ကုလသမဂ္ဂအလံနဲ့အတူကိုရီးယားမှာပါဝင်ကူညီခဲ့တဲ့22နိုင်ငံရဲ့အလံတွေကိုပါဒီမှာစိုက်ထူထားပါတယ်ဒါဟာမင်းတို့တယောက်တည်းမဟုတ်ဘူးဆိုတဲ့ကမ္ဘာညီညွတ်မှုကိုပြသနေရဖြစ်ပါတယ်ဒီရုပ်ထုကတော့ကိုရီးယားစစ်ပွဲရဲ့အနိဋ္ဌာရုံကိုအပြတ်သားဆုံးပြသနေတဲ့ရုပ်ထုပါဒီရေးထုတ်ထားတဲ့နာမည်တွေကတော့စစ်ပွဲအတွင်းမှာကြာဆုံးသွားတဲ့တောင်ကိုရီးယားစစ်သားတွေနဲ့အတူတူ UN စစ်သားတွေရဲ့နာမည်တွေကိုဒီကြောက်ပြားတစ်ချက်စီပေါ်မှာရေးထုတ်ထားတာပါစစ်ပွဲကကိန်းကနန်းနေမဟုတ်ဘဲနဲ့ကျွန်တော်တို့လူသားတအုံးချင်းစီရဲ့အသက်တွေဖြစ်တယ်ဆိုတော့ဂုဏ်ပြုထားတာလည်းဖြစ်ပါတယ်ဒီညီကိုနှစ်ယောက်ရုပ်ထုကတော့တောင်ကိုရီးယားအရာရှိကြီးတယောက်ကမြောက်ကိုရီးယားစစ်သားဖြစ်နေတဲ့သူ့ရဲ့ညီလေးကိုစစ်မြေပြင်မှာပြန်ဆောင်ပြီးတော့ဖတ်ထားတဲ့ဖြစ်ရမှန်ကိုအခြေခံထားတာပါမျိုးချစ်စိတ်နဲ့မိသားစုတန်ရုံးစင်ကြားကကွဲပြားမှုကိုဖော်ပြနေရလည်းဖြစ်ပါတယ်ကျွန်တော်ကိုရီးယားစစ်ပွဲရဲ့တမိုင်းကြောင်းကိုအနည်းချုပ်လေးပြပြချင်ပါတယ်ဘယ်သူကစားခဲ့တာလဲဘယ်လောက်ကြာခဲ့တာလဲနောက်တစ်ခုကဒီစစ်ပွဲရဲ့တမိုင်းကြောင်းအပြည့်စုံကိုသိချင်တော့ကွန်မန့်မှာရေးခဲ့ပေးကြပါကျွန်တော်ကြိုးစားရှာဖွေပြီးတင်ဆက်ပေးပါမယ်ဟုတ်ပြီကျွန်တော်အဲ့တော့ဘယ်သူကစားခဲ့တာလဲဒါကတော့ရှင်းပါတယ်ကျွန်တော်မြောက်ကိုရီးယားပါမြောက်ကိုရီးယား38မိနစ်ကိုအရင်ဆုံးကျူးကျော်ပြီးတော့စခဲ့တာဖြစ်ပါတယ်1950ဇွန်လ25ရက်နေ့မှာစစ်တီ9000ကျော်နဲ့38ဒီဂရီမြင်းကိုဖြတ်ပြီးတော့ကျူးကျော်ခဲ့ပါတယ်ကျူးကျော်ပြီး3ရက်အကြာမှာပဲမြို့တော်စူကြဆုံးခဲ့ပါတယ်ယူအန်ဟာမြောက်ကိုရီးယားကျူးကျော်တဲ့ဇွန်25ရက်နေ့ညနေပိုင်းမှာပဲစီဝေးလုပ်ပြီးတော့မြောက်ကိုရီးယားကိုနောက်ဆုတ်ပြီးတောင်းဆိုခဲ့ပါတယ်ဒီတောင်းဆိုမှုဟာအရာမထင်ခဲ့တဲ့အတွက်29ရက်နေ့စီဝေးမှာတော့ယူအန်တပ်တွေကမြောက်ကိုရီးယားကိုဝင်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်တောင်မြောက်စစ်ပွဲဟာ1950ကနေ1953ခုနှစ်အထိ3နှစ်ကျော်ကြာခဲ့ပါတယ်1953ခုနှစ်ဇူလိုင်29ရက်ကိုရီးယားစစ်ပင်ကြီးသဘောတူညီချက်ဆိုတဲ့စာချုပ်ကိုချုပ်ဆိုခဲ့ပါတယ်ဒီစာချုပ်ရဲ့သဘောတဘာဝဟာလုံးဝငြိမ်းချမ်းရေးစာချုပ်မဟုတ်ဘဲနဲ့အပြစ်ခတ်ရစေးစာချုပ်တစ်ခုဖြစ်တာကြောင့်ကိုရီးယားစစ်ပွဲဟာတရားဝင်ပြီးဆုံးသွားတာမဟုတ်ဘဲနဲ့ယနေ့အထိယာယီရပ်တန့်ထားတဲ့အခြေအနေမှာပဲရှိပါတယ်ကျွန်တော်ဒီတောင်မြောက်စစ်ပွဲမှာကြာဆုံးခဲ့တဲ့နှစ်နိုင်ငံပေါင်းရဲ့အသက်ပမာဏတော်တော်လေးကိုများပါတယ်တောင်မြောက်ပြည်သူတွေရဲ့အသက်ပေါင်း 6.5 သိန်းခန့်ကွန်မြူနစ်စစ်တီတွေကတော့ 1.6 သန်းခန့်နဲ့ UN နဲ့တောင်ကိုရီးယားတပ်တွေရဲ့အသက် 5.8 သိန်းခန့်နီးပါးကြာဆုံးတဲ့ရရှိခဲ့တယ်လို့ကျွန်တော်သိရပါတယ်ဒါစစ်ရဲ့အကျိုးဆက်တွေပါဗိုလ်ချုပ်မဟာတာဖြစ်ပါတယ်သူဟာအင်ချုံကန်တိုက်ပွဲကိုဦးဆောင်ခဲ့ပြီးတော့ဒီစစ်ရေးဒီတောင်မြောက်စစ်ပွဲရဲ့အဆုံးဖြတ်တစ်ခုကိုသူလုပ်ခဲ့တာပါစစ်ရေးအရာရှုံးနိုင်လူနီးပါးဖြစ်နေတဲ့တောင်ကိုရီးယားကိုကယ်တင်ခဲ့တဲ့သူပါသူ့ကိုကိုရီးယားရဲ့ကယ်တင်ရှင်တူဖြစ်လေဂုဏ်ပြုထားပါတယ်ဒီစာအုပ်တွေကတော့အမေရိကန်သမ္မတထရူမန်ဟာကိုရီးယားစစ်ပွဲမှာစစ်ကူလွတ်ဖို့ဆုံးဖြတ်ချက်ချခဲ့တဲ့အဓိကလူပါသူ့ရဲ့ကိုရီးယားထုတ်ပတိရှိအုပ်ကိုထားရှိတာကလည်းဒီစစ်ပွဲမှာသူကနိုင်ငံရေးအရာပြတ်သားမှုကိုအတိအမဲ့ပြုထားတဲ့သဘောလည်းဖြစ်ပါတယ်ဒီ UN အလံကိုကိုင်းနေတဲ့လူပြူနှစ်ယောက်ကတော့ UN စစ်တီနပတိချုပ်ကနေကိုရီးယားစစ်မြေပြင်တာဝန်ခံစီကိုအလံလွှဲပြောင်းပေးရနေတဲ့တမိုင်းဝင်ပုံရိပ်ပါကမ္ဘာငြိမ်းချမ်းရေးတာဝန်ကိုလက်ဆင့်ကမ်းခြင်းလို့လည်းအဓိပ္ပာယ်ရပါတယ်ဒီကောင်းဆောင်လေးဦးရဲ့ရုပ်ထုတွေကတော့လူလက်ရေးနဲ့ကာကွယ်ရေးမှာအဓိကကျတဲ့အမှုသားကောင်းဆောင်ကြီးတွေကိုအလေးပြုထားတာဖြစ်ပါတယ်ဒီအမတ်တရဓာတ်ပုံတွေကတော့ UN တပ်ဖွဲ့ဝင်တွေရဲ့နိုင်ငံတွေရဲ့စစ်သားတွေစစ်တပ်ဖွဲ့တွေရဲ့လှုပ်ရှားမှုတွေကိုကျေးဇူးတင်တဲ့အနေနဲ့ဖော်ပြထားတာဖြစ်ပါတယ်
ဒီ38နိုင်ငံကတော့စစ်တိုက်ဖို့စစ်တီလွတ်တာ16နိုင်ငံစီကူတောင်းမှုပေးတာက6နိုင်ငံကျန်တဲ့နိုင်ငံတွေကပစ္စည်းကိရိယာနဲ့ငွေကြေးထောက်ပံ့တာစုစုပေါင်း38နိုင်ငံနောက်ပိုင်းသူဒေသနာတွေကနိုင်ငံပေါင်း60ကျော်ထိရှိနိုင်တယ်လို့တော့ကွန်ပျူတာပါတယ်ဒီစာရက်နဲ့မက်ဒစီကတော့1950 1953ခုနှစ်အတွင်း UN အလံအောက်မှာတိုက်ပွဲဝင်ခဲ့တဲ့သူတွေကိုကျေးဇူးတင်စွာဖြင့်အောက်မေ့ခြင်းဆိုတဲ့တဝန်လွှာပါနိုင်ငံတိုင်းရဲ့ဝိစုံတွေကိုဒီပြသထားတဲ့အဓိပ္ပာယ်ကတော့လူမျိုးဘာသာမခွဲခြားပဲဒီမြေမှာသွေးမြေကြခဲ့ကြတဲ့ဖြစ်ပျက်ကိုတည်တည်ပြဖို့ဖြစ်ပါတယ်နောက်တစ်ခုကတောင်ကိုရီးယားရဲ့ပြည်နယ်စစ်ပွဲမှာပါဝင်တဲ့အခမ်းကဏ္ဍဖြစ်ပါတယ်။ကိုရီးယားစစ်သားတွေရဲ့တိုက်ပွဲဝင်မှတ်တမ်းတစ်ခုအနေနဲ့သိသိထားတာပါ။ဒါဟာကိုရီးယားစစ်တပ်ရဲ့နိုင်ငံတကာစစ်ရေးစွမ်းဆောင်ရည်ကိုပြသတဲ့သမိုင်းတစ်ခုလည်းဖြစ်ပါတယ်။ဒီထက်မှာတော့စစ်ပွဲကရရှိလာတဲ့ကျွင်းကြံသမိုင်းဝင်ပစ္စည်းတွေများစွာရှိပါတယ်။ဒါကတော့ USA, UK, Norway, China, Cuba, Egypt စတဲ့ဒီကိုရီးယားစစ်ပွဲကိုဆွေးနွေးတဲ့ကုလသမဂ္ဂအစည်းအဝေးတစ်ခုပါဒီအစည်းအဝေးမှာစစ်ရဲစစ်ရေးသဘောတူညီချက်မှာပါဝင်တဲ့နိုင်ငံတွေရဲ့မဲခွဲဆုံးဖြတ်မှုအခိုက်အတန့်ကိုဖော်ပြနေတာဖြစ်ပါတယ်ဒီနေရာမှာစဉ်းစားစရာကတရုတ်ကမြောက်ကိုရီးယားဘက်ကပါခဲ့တာပါဒါပေမဲ့ဘာလို့စစ်ပွဲကိုရပ်တန့်ဖို့သဘောတူညီချက်မှာပါဝင်တာလဲမိတ်ဆွေတို့ရဲ့အမြင်ကိုရေးခဲ့ကြပါဦးဒါတော့စစ်ပွဲအတွင်းမှာတော့ပညာရေးကိုမစွန့်လွတ်တဲ့ကိုရီးယားလူမျိုးတွေရဲ့ဇွဲကိုပြသတာပါတငယ်လေးတွေထဲမှာစာသင်နေတဲ့ပုံလေးတွေကိုရီးယားနိုင်ငံဒီနေ့ဘာကြောင့်ဖွံ့ဖြိုးလာတယ်ဆိုတဲ့အဖြေပါပဲဒါတော့တည်ဆုံးသူတွေရဲ့လေဇက်ကတ်တွေကိုခြေဆွဲထားတဲ့နေရာပါကြာဆုံးတဲ့စစ်သားတွေရဲ့နာမည်ကပြားတွေကိုအပေါ်မှာတွဲလောင်းချတာပြီးတော့အလင်းပြန်နေတာကသူတို့ရဲ့ဝိညာဉ်တွေငြိမ်းချမ်းနေပြီဆိုတော့ပေါ်ပြထားတာပါဒါကတော့မြောက်ကိုရီးယားနိုင်ငံရဲ့ဆက်လက်နက်ပါဒါကြတိုက်ပွဲအတွင်းမှာတောင်ကိုရီးယားကတင်စီရမိရဲ့လက်နက်တွေဖြစ်ပါတယ်အပြင်ကဒီလက်နက်ကြီးတွေတင်ကားတွေကတော့လေရင်တွေဒုံးပြန်နေတာစစ်ပွဲတော့ငါတကယ်သုံးခဲ့တာတွေဖြစ်ပြီးတော့စစ်ရဲ့အင်အားကိုမြင့်တွေ့နေအောင်ခင်းချင်းပြသထားတာပါကျွန်တော်တို့ရဲ့အစီအစဉ်ကိုအဆုံးသတ်ရရင်ဒီပြတိုက်ထဲမှာကျွန်တော်မြင်တွေ့ခဲ့ရတဲ့နိုင်ငံတကာစစ်ဝတ်စုံတွေကြာဆုံးခဲ့ရတဲ့စစ်သားတွေရဲ့နာမည်ကပြားတွေမျက်ရည်စက်တွေသူတို့ကိုဂုဏ်ပြုထားတဲ့ပုံမှန်တံတန်တွေထိမ့်မှတ်တွေကကျွန်တော်တို့ကိုကလုံးမဲ့မိခွန်းတစ်ခုမေးနေပါတယ်ငင်းချင်ရင်တွေငါတို့ဘယ်လောက်အထိပြည့်စက်ခဲ့ရတယ်လဲဆိုတဲ့မိခွန်းပါ1950ရဲ့ပျက်စီးတွေကြားမှာလမ်းဘေးမှာစာထိုင်းတင်နေတဲ့ကလေးငယ်တွေရဲ့တပ်ပုံတွေပြန်ကြည့်ကြည့်ပါစစ်ရဲ့ကြောက်မဖွယ်ကောင်းပုံတွေကိုသူတို့တိကျတယ်လို့ဒီနေ့ငင်းချင်ရေးကိုသူတို့တဲတန်ကာကွယ်နေကြတာဖြစ်ပါတယ်။တမိုင်းဆိုတော့အတိတ်မှာကြံခဲ့တာမဟုတ်ပါဘူး။ကျွန်တော်တို့ဒီနေ့ခံစားနေရတဲ့လွတ်လပ်မှုတိုင်းမှာလည်းဇုံတစ်ယောက်ရဲ့သွေးချွေးနဲ့အသက်တွေပါဝင်နေတယ်ဆိုတာဒီပြတိုက်ကတည်ပြနေပါတယ်။ဒါကတော့တမိုင်းတိုင်းမှာရှိတဲ့အမှန်တရားပါ။38နိုင်ငံကပြုလုပ်ခဲ့တဲ့အကူအညီတွေဟာလည်းလူသားချင်းစာနာမှုမှာနယ်နိမိတ်မရှိပါဘူးဆိုတော့ကမ္ဘာကြီးကိုတင်ပြခဲ့ပါတယ်။ကျွန်တော်စစ်ပွဲတစ်ခုမှာဘယ်သူနိုင်တယ်လဲဆိုတာထက်ဘယ်သူတွေဆုံးရှုံးသွားတယ်လဲဆိုတဲ့အရာပိုပြီးအရေးကြီးပါတယ်။ညီကိုနှစ်ယောက်ရုပ်ထုကပြသနေတယ်လို့ပါပဲစစ်ပွဲဆိုတာတော့တစ်ခါတလေကိုမိသားစုချင်းချင်းတောင်တနက်ချင်းဆိုင်နေကြတာပါ။အဲဒါကြောင့်ဒီပြတိုက်ကိုလာရောက်ကြည့်ရှုတဲ့လူတိုင်းဟာစစ်ရဲ့အောင်နိုင်မှုကိုမဟုတ်ဘဲနဲ့ငြိမ်းချမ်းရေးရဲ့တန်ဖိုးကိုရင်ဘတ်ထဲမှာထည့်သွားကြဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်။တမိုင်းဆိုတာတော့မှန်တစ်ချက်လိုပါပဲ။အတိတ်ကိုကြည့်ရင်လည်းကျွန်တော်တို့ရဲ့အနာဂတ်ကိုပုံဖော်ကြရတာပါ။ဒီနေ့တော့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ကိုရီးယားစစ်ပွဲအမတ်တရားပြတဲ့ရဲ့အကြောင်းအရာတွေကတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုတစုံတရာတူပါစီခဲ့မှလို့ယုံကြည်ပါတယ်ကျွန်တော်တို့ရန်နောက်ထပ်တမိုင်းခီးစဉ်တွေမှာပြန်ဆောင်ကြပါမယ်လိုင်းဆက်ဖိုင်လုပ်ခဲ့ဖို့လည်းမမေ့ကြပါဘူးကျွန်တော်ကတော့ကြော်စင်တို့မှာအားလုံးပဲငြိမ်းချမ်းကြပါစေ